ချမ်းသာတဲ့အမျိုးသားတစ်ယောက်ဟာသူ့သမီးလေးကိုပိုပြီးပျော်ရွှင်တက်ကြွတဲ့ကလေးတစ်ယောက်ဖြစ်လာစေချင်ခဲ့ပါတယ်။ဒါကြောင့်သမီးလေးကိုစောင့်ရှောက်ပေးနိုင်မဲ့မိခင်တစ်ယောက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြာခင်မှာပဲချင်းတွေးကိုရောက်လာတဲ့အမျိုးသမီးတစ်ယောက်ကသူမဟာကလေးလေးကိုကိုသမီးရင်းလိုပဲပြုစုပေးမယ်လို့ချက်ချင်းကတိပေးလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားရဲ့မိခင်စီကဖုန်းဝင်လာတာကြောင့်သူကဖုန်းကင်ပြီးအပြင်ထွက်သွားပါတယ်။သူအပြင်ထွက်သွားတာနဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပါတယ်။သူမကကလေးလေးကိုစကားမပြောတတ်တဲ့ကလေးလိုလောင်ပြောင်ပြီးမကြာခင်သူမနဲ့လက်ထပ်ပြီးရင်ဒီကလေးကိုပေါ်တာဆောင်ကြောင်းကိုပို့ပြမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလောက်နဲ့မရက်သေးပဲကလေးလေးရဲ့လက်နဲ့ရေးဆွဲထားတဲ့ပကြီးတွေကိုပါယူပြီးလွှင့်ပစ်လိုက်ပါတယ်။ဒီအဖြစ်ပြအားလုံးကိုစပွဲတုံနေတဲ့အမျိုးသမီးတစ်ယောက်ကမြင်လိုက်ပါတယ်။ကလေးတစ်ယောက်ကိုအနိုင်ကျင့်နေတာကိုမခံနိုင်တော့တာကြောင့်သူမကရေတစ်ခွက်ကိုယူပြီးအဲ့ဒီအမျိုးသမီးရဲ့မျက်နှာပေါ်ကိုတန်းပြီးပတ်ချလိုက်ပါတယ်။ပြီးတော့ကလေးကိုအနိုင်ကျင့်တာအတွက်ပြင်းပြင်းထန်ထန်ဆူပူလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကလည်းဒေါသထွက်ပြီးပြန်အောင်မလို့လုံနေတော့မှပဲအပြင်ထွက်သွားတဲ့ချမ်းသာတဲ့အမျိုးသားပြန်ရောက်လာတာကိုမြင်လိုက်ရပါတယ်။တကယ်တော့သူဟာအမျိုးသမီးပြောခဲ့သမျှကိုအပြင်ကနေကြားပြီးသားဖြစ်နေပါတယ်။ဒါကြောင့်ချမ်းသာတဲ့အမျိုးသားကအဲ့ဒီအမျိုးသမီးကိုချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့စားတောက်ဆိုင်ပိုင်ရှင်ကတော့ဖြစ်ပျက်တာကိုမသိခဲ့ပါဘူး။ဝန်ထမ်းအမျိုးသမီးကဖောက်တယ်ကိုရေဖြစ်ပတ်ပြီးစော်ကားလိုက်တယ်လို့ထင်သွားတာကြောင့်သူမရဲ့လစာကိုဖျက်တောက်မယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတာနဲ့အမျိုးသမီးကဝတ်ထားတဲ့ခါးစီကိုချွတ်လိုက်ပြီးဒါဆိုကျမလှုပ်ထွက်လိုက်ပြီလို့ပြောကထွက်သွားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲချမ်းသာတဲ့အမျိုးသားကသူမကိုတားလိုက်ပြီးမင်းအတွက်အလုပ်အသစ်တစ်ခုရှိတယ်လို့ကမ်းလှမ်းလိုက်ပါတယ်။နောက်ပိုင်းအမျိုးသမီးကအိမ်ပြန်ရောက်လာပြီးသူမယူလာတဲ့စာချုပ်ကိုမိဘတွေကိုပြလိုက်ပါတယ်။စာချုပ်ကိုမြင်တာနဲ့မိဘတွေကသူမအလုပ်မှာပြဿနာတစ်ခုခုလုံးမိပြီးရော်ကြီးပေးရတော့မယ်လို့ထင်သွားကြပါတယ်။ဒါပေမဲ့အမျိုးသမီးကချက်ချင်းရှင်းပြလိုက်ပါတယ်။ဒါဟာရော်ကြီးပေးရမယ့်စာချုပ်မဟုတ်ပဲအလုပ်စာချုပ်ဖြစ်ပြီးသူမဟာချမ်းသာတဲ့အမျိုးသားရဲ့တစ်နှစ်တာစာချုပ်အရာဇနီးဖြစ်လာမှာပါ။အလုပ်တာဝန်ကတော့သူ့သမီးလေးကိုတစ်နှစ်အတွင်းစကားပြောလာအောင်ကူညီပေးရမှာဖြစ်ပါတယ်။အကယ်၍တစ်နှစ်အတွင်းကလေးလေးစကားပြောလာနိုင်ခဲ့ရင်စုကြည့်အဖြစ်ဒေါ်လာ9 သန်းရရှိမှာပါ။ဒီလိုကြားလိုက်ရတာနဲ့မိဘတွေကတော့ဒီအလုပ်ဟာအရန်ကောင်းတဲ့အလုပ်ပဲလို့သဘောတူလိုက်ကြပါတယ်။နောက်တစ်နေ့မှာတော့ချမ်းသာတဲ့အမျိုးသားကိုယ်တိုင်အမျိုးသမီးကိုကားနဲ့လာခေါ်ပြီးသူ့အိမ်မှာအတူနေဖို့ခေါ်သွားပါတယ်။ကားပေါ်ရောက်တဲ့အခါအမျိုးသမီးကမင်းညကအထိအိမ်မနေပဲပြင်ဆင်ထားတဲ့ကလေးလေးအတွက်ပြုစုစောင့်ရှောက်ရေးအစီအစဉ်ကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီအစီအစဉ်ထဲမှာကလေးလေးကိုနေ့စဉ်ဘယ်လိုဂရုစိုက်မလဲဆိုတာအသေးစိတ်ရေးထားပါတယ်။ဒီချက်တွေကိုမြင်ပြီးချမ်းသာတဲ့အမျိုးသားကနောက်ဆုံးမှာသူရှာနေတဲ့လူမှန်ကိုတွေ့ပြီလို့ယုံကြည်သွားပါတယ်။အိမ်ကိုရောက်တဲ့အခါသူကအိမ်မှာရှိတဲ့အစေခံတွေအားလုံးကိုစုခေါ်ပြီးအမျိုးသမီးကိုသူ့ရဲ့ဇနီးအစ်စ်အဖြစ်မိတ်ဆက်ပေးလိုက်ပါတယ်။အမျိုးသမီးကကလေးလေးကိုမြင်တာနဲ့တစ်ချက်မှမတွန့်ဆုတ်ပဲအပြေးသွားလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အလွန်မင်းတက်ကြွတဲ့အပြုအမူကြောင့်ကလေးလေးကလန့်သွားပြီးချက်ချင်းနောက်ဆုတ်ရှောင်လိုက်ပါတယ်။ကလေးလေးကြောက်နေတာကိုမြင်တော့အမျိုးသမီးကအနှဲငယ်ရှက်သွားပြီးမမရဲ့အားနည်းချက်ကနည်းနည်းတော့အရန်တက်ကြွတာပဲရှိတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကလေးလေးကိုနောက်ဆိုဘသူကမင်းကိုအနိုင်ကျင့်လာမမကမင်းအတွက်ပြန်တိုက်ပေးမယ်မင်းအဖေတော်မချမ်းဘူးနော်လို့ပြောလိုက်ပါတယ်။ပြီးတော့သူမရဲ့လက်နှစ်ဖက်ကိုဖြန့်ပြီးကလေးလေးကိုနွေးနွေးထွေးထွေးဖက်လိုက်ပါတယ်။ကလေးလေးကအနှဲငယ်ရှက်နေတယ်လို့ပေမဲ့ဒီတစ်ချိန်မှာတော့သူမကိုမရှောင်တော့ပဲဖက်ခွင့်ပြုလိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့ဖခင်ဖြစ်သူကတော့နောက်ဆုံးမှာစိတ်သက်သာရသွားပါတယ်။အဲ့ဒီနောက်သူကစီးပွားရေးခီးထွက်ရမယ်လို့ပြောပြီးအိမ်တော်ရေးနဲ့အိမ်ကိစ္စအားလုံးမှာအမျိုးသမီးရဲ့အမိန့်ကိုလိုက်နာကြဖို့အစီအကံတွေကိုမှာကြားခဲ့ပါတယ်။သူထွက်သွားပြီးညစာစားချိန်ရောက်လာတဲ့အခါအမျိုးသမီးကကလေးလေးဟာအမဲသားကင်ကို2 ကိုက်လောက်ပဲစားပြီးထပ်မစားတော့တာကိုသတိထားမိပါတယ်။ဒါကြောင့်ကလေးလေးကအမဲသားကင်မကြိုက်ဘူးလို့ခံမှန်းပြီးအနီးမှာရက်နေတဲ့အိမ်ကူကိုဟင်းအသစ်2 မျိုးပြင်ပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အိမ်ကူကတော့အိမ်ရှင်မရှိတော့သူ့အတွက်ဒီလိုလုပ်ပေးနေစရာမလိုတော့ဘူး။ဆိုတဲ့သဘောမျိုးနဲ့ပြန်ပြောလိုက်ပါတယ်။ဒီအချိန်မှာအမျိုးသမီးကတခုခုတော့မမှန်ဘူးဆိုတာချက်ချင်းသတိထားမိသွားပါတယ်။အိမ်အကူကကလေးလေးကိုစကားမပြောတတ်တာအမှုအရာမကောင်းတာတွေနဲ့အပြစ်တင်ပြောဆိုနေတာကိုကြားလိုက်ရတဲ့အခါအမျိုးသမီးကကလေးလေးဘာကြောင့်စကားမပြောချင်တာလဲဆိုတာနားလည်သွားပါတယ်။ပြီးတော့အဲ့ဒီအိမ်အကူရဲ့ယာတူးနဲ့လုပ်ပိုင်ခွင့်ကိုမေးလိုက်ပါတယ်။အိမ်ကူကတော့သူမဟာကလေးလေးငယ်ငယ်ကလေးကစောင့်ရှောက်လာခဲ့သူဖြစ်ပြီးဒီအိမ်ရဲ့ကိစ္စအသေးဖွဲကနေအကြီးကျယ်ထိအားလုံးကိုသူမပဲကင်တွယ်လာခဲ့တယ်လို့ပြန်ပြောပါတယ်။ဒီစကားကိုကြားပြီးအမျိုးသမီးကတီတီငင်ငင်နဲ့မင်းကအစီကံတယောက်ပဲကလေးကိုအပြစ်တင်ဖို့ဆုံးမဖို့မင်းမှာအခွင့်အရေးမရှိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မတွန့်ဆုတ်ပဲအဲ့ဒီအိမ်အကူကိုအလုပ်ကနေချက်ချင်းထုတ်ပေးလိုက်ပါတယ်။ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ကလေးလေးကတော့အလွန်အံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့သူမဘက်ကရက်တီပေးမဲ့သူတယောက်ဒီအိမ်မှာရှိလာလိမ့်မယ်လို့ကလေးလေးတစ်ခါမှမမျှော်လင့်ထားခဲ့ဘူးလို့ပါ။